လူဖြစ်လာရတဲ့ကဘာကြီးကကိုလိုနီခေတ်နှောင်းပိုင်းဖြစ်ပါတယ်ဆိုကိုလိုနီခေတ်ကစိုးမွေတွေအားလုံးကိုကျွန်တော်တို့ဒီဘက်ကိုလိုနီခေတ်လွန်ကသူတွေကခံကြရပါတယ်ဟိုကဘာအနောက်ဖျားကနေစလို့အလဲဖျားအရှေ့ဖျားအထိဒီနေ့ဖြစ်နေတဲ့အခင်းချင်းပြဿနာတွေအားလုံးကကိုလိုနီခေတ်ကစိုးမွေတွေဖြစ်ပါတယ်ဒါဘယ်သူမှငြင်းလို့မရပါဘူးဒီနေ့ပြောမှာကအာဖရိကရဲ့အရှေ့ဖျားလေးမှာရှိတဲ့ယဝန်ဒါဆိုတဲ့နိုင်ငံဖြစ်ပါတယ်အရှေ့အာဖရိကပါဆိုတော့အဲ့နိုင်ငံကို1916မှာဘယ်လ်ဂျီယမ်တွေကသိမ်းတယ်ဘယ်လ်ဂျီယမ်မသိမ်းခင်မှာဂျာမနီကသိမ်းတယ်ဂျာမနီလက်ထက်မှာတော့အထူးထွေဖြစ်ခဲ့တာတော့မရှိဘူးဂျာမနီကသူနိုင်တဲ့လောက်ကိုတွေးဆုပ်တယ်နောက်သူဘယ်လ်ဂျီယမ်ကိုစစ်ရှုံးတယ်စစ်ရှုံးတော့သူဘယ်လ်ဂျီယမ်ကိုပေးလိုက်ကြတယ်ဘယ်လ်ဂျီယမ်ကရောက်လာတယ်ရောက်လာတော့ဒီနယ်မြေတစ်သေးလေးပေါ့နော်ဘယ်လ်ဂျီယမ်ရောက်တဲ့အချိန်မှာဒီနယ်မြေတစ်သေးလေးပေါ့တကယ်တော့ယဝန်ဒါကအရင်တော့ကဒီ 2C ဘရင်တွေအုပ်ချုပ်ခဲ့တာပေါ့နော်ဒါပေမဲ့သူ 2C ဆိုတဲ့နယ်မြေကဘယ်လ်ဂျီယမ်ကတက်လိုက်တာတကယ်တော့သူတို့ဒေသမှာရှိတဲ့လူမျိုးစုတွေကဒီလိုပဲအဆင်ပြေသလိုနေကြတာဟိုဘာအမျိုးအမည်မှမရှိဘူးတယောက်နဲ့တယောက်အချင်းချင်းလက်ထပ်ကြတယ်မွေးလာတဲ့ကလေးတွေကလည်းနောက်ထပ်သူတို့တခြားမျိုးနွယ်စုနဲ့ယူကျင်နေဆိုရင်ယူကြတယ်ပေါ့ဒါပေမဲ့ဘယ်လ်ဂျီယမ်ရောက်လာတဲ့အချိန်မှာဒီဟူတူဆိုပြီးတော့အရင်နည်းနည်းပူပြီးတော့ဒီနှာခေါင်းနည်းနည်းပြားတဲ့မျိုးနွယ်စုတွေကိုဟူတူဆိုပြီးတော့သတ်မှတ်လိုက်တယ်အရက်ကိုရှည်ပြီးတော့ဒီလူနည်းစုဖြစ်တဲ့ဒီတစ်ချိန်လုံးอ่ะပေါ့เนาะဒီတိုင်းမျိုးဘရင်နေအနေနဲ့အုပ်ချုပ်ခဲ့တဲ့ 2C ဆိုတဲ့လူမျိုးစုကိုသူ 2C ဆိုပြီးတော့နာမည်ပေးလိုက်တယ်ဂျားထဲမှာတွာဆိုတဲ့လူမျိုးစုကလည်းရှည်သေးတယ်ဒါကတော့အရင်နဲတယ်ပေါ့เนาะဆိုတော့အဲ့လိုသူလူမျိုးစုတွေကိုခွဲလိုက်တယ်ဆိုတော့ဒီကလေးမွေးလာတာနဲ့ဘယ်ဟာက2C လဲဘယ်ဟာကဟူတူလဲဆိုပြီးတော့သူကခွဲချလိုက်တယ်ဆိုတော့အားလုံးဒီ hotel ယဝန်ဒါဆိုတဲ့ကားထဲမှာကြည်ဘူးတယ်ပေါ့နော်ဒီသူတို့ genocide ဖြစ်တယ်1994မှာ genocide ဖြစ်တာကို hotel ယဝန်ဒါဆိုတဲ့ကားထဲမှာအားလုံးကြည်ဘူးကြပါလိမ့်မယ်ဆိုတော့ဒီရုပ်ရှင်ဇာတ်ကောင်ကိုမကြည့်ရသေးရင်တော့သွားကြည့်သင့်ပါတယ်ဆိုတော့ဒီ genocide လူမျိုးတုံးတပ်ဖြတ်မှုဖြစ်ရတဲ့နောက်ွယ်မှာဒီဘယ်လ်ဂျီယမ်ကြောင့်ဖြစ်ပါတယ်ဘာကြောင့်ဖြစ်တာလဲဆိုတော့ဘယ်လ်ဂျီယမ်နဲ့ဂျာမနီတွေရောက်မလာခင်တော့ဒီနိုင်ငံအေးစစ်စစ်လေးပဲဒီနိုင်ငံအတွင်းမှာ85%လောက်ရှိတဲ့ဟူတူတွေကဒီလေယာလုပ်ငန်းလုပ်တယ်ဒီ 2C တွေကအုပ်ချုပ်တယ်ဆိုတော့ဒီဟူတီနဲ့ 2C ဆိုပြီးတော့ခွဲထားတာလုံးဝမရှိကြဘူးဆိုတော့ဘယ်လ်ဂျီယမ်ရောက်လာတဲ့အချိန်မှာ 2C တွေကိုမင်းတို့ကပိုတော်တယ်ပိုထက်မြက်တယ်သူကလူနည်းစုမင်းတို့ကတိုင်းပြည်အုပ်ချုပ်ရေးမှာပါသင့်တယ်ဆိုပြီးတော့ဒီအစိုးရဒီအရာရှိတွေခန့်အပ်တာကနေစလို့ခရစ်ယာန်ဘုရားကျောင်းမှာဒီသင်းအောင်ဆရာအဖြစ်အဆုံးပေါ့နော်ဆိုတော့အားလုံးသောဒီအုပ်ချုပ်ရေးပိုင်းတွေကိုဆိုတော့2C တွေကိုပေးလိုက်တယ်ပေါ့နော်ဆိုတော့ဒါကိုကြည်တင်အဖြစ်ဘာနဲ့သွားပြီးတော့သဘောတရားတူလဲဆိုတော့ဒီပြင်သစ်ကဆီးရီးယားမှာသူကိုလိုနီလုပ်တဲ့အချိန်မှာလူနည်းစုဖြစ်တဲ့ရှီယာတွေကိုတိုင်းပြည်အုပ်ချုပ်ရေးယာတို့ကိုပေးခဲ့တာ ਨੇ တူနေတယ်ထိုနည်း၎င်းပဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအင်္ဂလိပ်ကကစားခဲ့တဲ့ကစားကွက်တွေနဲ့တွားပြီးတော့တူနေပါတယ်ဆိုတော့အဲ့ဒီကိုလိုနီရဲ့စိုးမွေကိုယဝန်ဒါကအကြီးတဲ့ခံရတယ်လွတ်လပ်ရေးပေးတဲ့အခါမှာသူကဒီဟူတူကိုပေးလိုက်တယ်ပေါ့နော်ဘယ်လ်ဂျီယမ်ကသဘောတရားရဟူတူကိုပေးလိုက်တယ်အဲ့တော့ဟူတူတွေကနှစ်ပေါင်းများစွာနှိပ်စက်ခံရတာကဘယ်လ်ဂျီယမ်ကြောင့်ဆိုတော့မေ့ပြီးတော့သူ့ရဲ့ညီကိုတော်ဆက်တဲ့ 2C တွေကြောင့်မှာဆိုပြီးတော့ 2C တွေကိုတွေ့ရတာဆွဲပြီးတော့တတ်ပါလေရောဆိုတော့အဲ့လိုမတက်ခင်မှာတည်းက 2C လူ2သိန်းလောက်ကထွက်ပြီးတော့ပြေးရတယ်နိုင်ငံကနေပြီးတော့နောက်သူတို့တက်ကြတယ်တက်ကြတော့ဒီထွက်ပြေးသွားတဲ့ 2C အုပ်စုတွေကသူတို့စစ်တပ်ဖွဲ့တယ်ဆိုတော့ RFS လို့ခေါ်မလား RSF လို့ခေါ်မလားအဲ့လိုမျိုးအဖွဲ့ကိုဖွဲ့ပြီးတော့သူတို့နိုင်ငံထဲကိုပြန်ဝင်လာပြီးတော့ဟူတူတွေကိုတခါသူတို့ပြန်တိုက်တယ်ဆိုတော့ဟူတူတွေက 2C တွေကိုတက်ခဲ့တယ်လို့ပဲ 2C တွေကနိုင်ငံထဲကိုပြန်ဝင်လာတဲ့အခါမှာလေဆိုတော့ပြန်တက်တာတွေရှိတယ်အဲ့တော့အပြန်လန်တက်ကြတဲ့အခါမှာဒီသွေးချောင်းစီးတဲ့ဟာကြီးကကမ္ဘာမှာဘော့စနီးယားကိစ္စမတိုင်ရင်မှာပြောစမှတ်တွင်ရတယ်ပေါ့နော်ဆိုတော့ဘယ်လ်ဂျီယမ်ကလို့ဖြစ်တဲ့အချိန်မှာတော့သူကတာတာထိုးထိုးလေးထိုင်ကြည့်နေတယ်ဘာမှလုံးမပေးဘူးကျွန်တော်တို့ပြောနေသလိုစိုးရိမ်မကင်းဖြစ်ရပါတယ်ဆိုတာပဲရှိတယ်ဆိုတော့ဒီကိုလိုနီခေတ်ကစိုးမွေကိုတော်တော်လေးယဝန်နာခံလိုက်ရတယ်နောက်ဘယ်သူတက်လာလဲဆိုတော့ယဝန်နာမှာသမရတွေအပြောင်းလဲတွေပါတက်လာတယ်ဆိုတော့တက်လာတဲ့အခါမှာသူတို့ဒီမှတ်ပုံတွေလုပ်တဲ့အခါမှာ
လုံးဝဟူတီကိုလည်းမထည့်တော့ဘူးတူစီကိုလည်းမထည့်တော့ဘူးဟူတူကိုလည်းမထည့်တော့ဘူးတွာကိုလည်းမထည့်တော့ဘူးမထည့်ဘဲနဲ့သူတို့ကလုံးဝယဝန်ဒန်ဆိုတာကိုပဲပြောကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတငယ်ချင်းတွေရှိတယ်ပေါ့နော်ဆိုတော့သူတို့မေးကြည့်တယ်သူတို့မှတ်ပုံတွေကိုကျွန်တော်တောင်းကြည့်တယ်အဲ့ဒါကြီးမရှိတော့ဘူးပေါ့နော်ဆိုတော့ Belgium က1930ကျော်မှာမှတ်ပုံတွေလုပ်ပေးတဲ့အခါမှာလူမျိုးစုနာမည်တွေကိုထည့်ရေးတယ်အဲ့လိုထည့်ရေးတဲ့အတွက်ဒီ genocide ဖြစ်တဲ့အခါမှာဒီဟူတူတွေကလမ်းမှာသူတို့မှတ်ပုံတွေစစ်တယ်စစ်လို့တူစီဆိုတော့တွေ့တယ်ဆိုရင်ဘာလုပ်လဲဆိုတော့တခါတည်းတက်ပြစ်တယ်ဆိုတော့ကိုလိုနီခေတ်ကစိုးမွေကိုကျွန်တော် series လိုက်ပြောဖို့ရည်ရွယ်ထားပါတယ်ဒါကတော့ Africa ကနေစလိုက်တာဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းမှာဒီ series တွေကိုကျွန်တော်ဆက်ပြီးတော့ပြောသွားပါမယ်ဆိုတော့အားလုံးဒီ hotel Yawanda ဆိုတော့မကြည့်ရသေးရင်တွားကြည့်လို့ရပါတယ်ဒီဇာတ်ကားထဲမှာဒီလူမျိုးတုံးတက်ဖြတ်မှုတကယ်ဖြစ်နေတဲ့အချိန်မှာဒီကုလသမဂ္ဂရဲ့တက်တွေကစိုးရိမ်တာလွဲပြီးဘာမှမလုပ်တတ်ဘူးဆိုတဲ့ဟာကိုတွေ့ရပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့အရေးကြုံလာလို့ရှိရင်စိုးရိမ်တာလွဲလို့ဘာမှမလုပ်တတ်တဲ့လူတွေဥဆောင်နေတဲ့ကဘာကြီးမှာကျွန်တော်တို့ကရှင်သန်နေရတာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာထပ်တွေ့ပါအောင်မယ်